ဘိုးဖြူအားချစ်မင်းတို့မြင်လိုက်ကြလားဘာမြင်ရမှာလဲ မင်းတို့ထွက်မပြေးကြနဲ့တော့သွားရင်အတူသွားကြမယ် ငါ့ကိုတယောက်တည်းမထားခဲ့နဲ့တော့သွားမယ်ဆိုရင်လည်းလက်တို့ကို ရှာကြပါအောင်ကွာဘယ်ရောက်သွားလဲဘယ်အောင် တယောက်မှထွက်မပြေးနဲ့နော်သွားရင်လည်းအတူတူသွားကြမယ်ဟေး